အားလုံးပဲမင်္ဂလာပါခင်ဗျာ Socket Channel ကနေပြန်လာကြိုဆိုလိုက်ပါတယ်ဒီတစ်ခေါက်ထပ်ပြီးတော့ဒီတစ်ခေါက်ပေါ့နော်ကျွန်တော် patch ပြပေးမယ် reading လေးကတော့အခုလက်ရှိကြည့်နေသူရဲ့အသက်ဘယ်လောက်မှအိမ်အောင်ကြမလဲမိမိအသက်ဘယ်လောက်မှအိမ်အောင်ကြမလဲမိမိအသက်ဘယ်လောက်မှအိမ်အောင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ channel reading လေးဖတ်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုသင်ကြည့်နေပြီဆိုရင်ဒီဟာလေးကဒီဗီဒီယိုလေးသင်အတွက်ပါသင်နဲ့ကျွန်တော်နဲ့ energy guide တို့သင်ရှိကိုရောက်လာခြင်းဖြစ်ပါတယ်အဲ့ဒီတော့တခြားလေးအာရုံစိုက်ပြီးတော့ဒီဗီဒီယိုလေးကိုကြည့်ပြပါပေါ့နော်အကယ်၍မိမိနဲ့ energy မကိုက်ဘူးဆိုရင်လည်းနောက်ဗီဒီယိုလေးကိုသွားကြည့်လို့ရတယ်ပေါ့နော်January ဖြစ်တဲ့ကြောင့်မလို့ပါအဲ့တော့အခုကြည့်နေတဲ့သူရဲ့ပတ်သက်ပြီးတော့အခုကြည့်နေတဲ့သူကအသက်ဘယ်လောက်မှာအိမ်အောင်ကြကိန်းရှိလဲအသက်ဘယ်လောက်မှာအိမ်အောင်ကြကိန်းရှိလဲအသက်ဘယ်လောက်မှာအိမ်အောင်ကြကိန်းရှိလဲခုကြည့်နေတဲ့သူရဲ့အသက်ဘယ်လောက်မှာအိမ်အောင်ကြကိန်းရှိလဲခုကြည့်နေတဲ့သူရဲ့အသက်ဘယ်လောက်မှာအိမ်အောင်ကြကိန်းရှိတယ်လဲခုကြည့်နေတဲ့သူရဲ့အသက်ဘယ်လောက်မှာအိမ်အောင်ကြကိန်းရှိတယ်လဲဟုတ်ပြီအသက်ကလေးကိုဝဝလေးရှုပေးမယ်ခုကြည့်နေတဲ့သူရဲ့အသက်ဘယ်လောက်မှာအိမ်အောင်ကြကိန်းရှိတယ်လဲခုကြည့်နေတဲ့သူရဲ့အသက်ဘယ်လောက်မှာအိမ်အောင်ကြကိန်းရှိလဲဟုတ်ပြီတက်ကလေးတွေကလေအရန်ကြီးတော့ကျွန်တော်အားရမနေဘူး loneliness တွေအရန်တွေ့ရတယ်ပေါ့နော် loneliness တွေအရန်တွေ့ရတယ်အခုကြည့်နေတဲ့ဒီဗီဒီယိုကြည့်နေတဲ့သူတွေကပေါ့နော်လူယိုတွေပေါ့နော်လူယိုတွေအပြိုတွေဆိုရင်အခုအချိန်မှာအရန်အထီးကျန်နေကြတယ်ဟုတ်လားအရန်အထီးကျန်နေကြတယ်ချစ်သူရှိရဲ့သူတွေဆိုရင်လည်းပဲလေတယောက်နဲ့တယောက်ဘယ်လိုပြောမလဲသူ့လည်းကိုမကယ်နိုင်ကိုလည်းသူမကယ်နိုင်တဲ့အနေအထားမျိုးတွေတွေ့ရတယ်သူ့မှာလည်းခက်ခဲကို့မှာလည်းခက်ခဲအဲ့လိုမျိုးပေါ့နော်တယောက်နဲ့တယောက်ကလေနွေးနွေးထွေးထွေးနဲ့ဖေးမကူညီလို့ရမယ့်အနေအထားမျိုးမရှိတော့ဘူးရီးစားတော့ရီးစားတွေပဲချစ်သူတော့ချစ်သူတွေပဲဒါမှမဟုတ်ရီးစားမရှိရဲ့ချစ်သူမရှိရဲ့သူတွေဆိုရင်လည်းပဲတယောက်တည်းအထီးကျန်နေတယ်ဘာလို့အထီးကျန်နေရတာလဲအဖေကရှင်းလေးပဲအတိတ်မှာလေကိုကပေါ့နော်မနိုင်ဝင်နေအရန်ထမ်းတာပဲခုဒီ reading လေးကိုကြည့်နေတဲ့သူပေါ့နော် sorry ပါဘေးတန်တွေကတော့အရန်ဆူလို့တောင်းပန်ပါတယ်ပေါ့နော်အခုဒီ reading လေးကိုကြည့်နေတဲ့သူတွေကလေသူတို့စိတ်ကဘယ်လိုလုပ်ဆိုတော့လေဘယ်လိုရမလဲမနိုင်ဝင်နေအရန်ထမ်းတဲ့အကျင့်မျိုးဖြစ်တယ်လေလားကိုကဒီအလုပ်တစ်ခုကိုလေမလုပ်တစ်ခုကိုကိုနဲ့အဆင်မပြေဘူးပေါ့နော်ကိုနဲ့အဆင်မပြေဘူးအရန်ပင်မှန်သိတဲ့နဲ့သူကရအောင်လုပ်တယ်ခေါင်းမာတယ်ပေါ့နော်ခေါင်းမာပြီးတော့သူကလေမနိုင်ဝင်နေအရန်ထမ်းတဲ့သူမျိုးဖြစ်တယ်ပေါ့ဆိုကြလည်းပဲရှိမှာပေါ့ဒီမိသားစုနဲ့ပတ်သက်ပြီးတော့ကိုကလေအကိုကြီးအဖရအမကြီးအမိရပုံစံမျိုးပေါ့နော်အရန်ကိုအလုပ်တွေကိုလုပ်နေရတဲ့ကြောင့်မလို့သူတို့မှလေချစ်သူဗီဇထားဖို့အချိန်မရှိဘူးအရန်အထီးကျန်နေတယ်အဲ့တော့ဟုတ်ပြီအဲ့တော့အခုခေါင်းစဉ်ကကြတော့ဘယ်တက်ရွယ်လောက်မှအိမ်အောင်ကြကင်းရှိတာလဲဟုတ်ပြီအခုလက်ရှိနေတဲ့အသက်အစွန်းထွက်ပေါ့နော်အစွန်းထွက်ဥမာ20ဆိုရင်26နှစ်30ဆိုရင်36နှစ်အဲ့လောက်မှအိမ်အောင်ကြမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကိုအိမ်အောင်ကြတဲ့ခါကြရင်လေဘာဖြစ်မလဲဆိုတော့ကိုယ့်ရဲ့အိမ်အောင်ရေးရလေနည်းနည်းလေးစိုးရိမ်စရာလေးတွေအခြေအနေလေးရှိတယ်ကို့မှာအရင်ပျော်ရွှင်မနေရဘူးပေါ့နော်ကိုယ့်ရဲ့ဒီအဲ့ဒီအချိန်မှာတက်ရွယ်ကြမဲ့အချိန်ခုချိန်ကဥမာအသက်20ဆိုရင်26နှစ်အဲ့လိုမျိုးပေါ့နော်26နှစ်အတွင်းမှာအိမ်အောင်ကြမယ်အဲ့လိုမျိုးပေါ့နော်ဆိုလိုတာကအဲ့ဒီအချိန်ကြရင်လည်းပဲလေကိုယ့်ရဲ့ဒီအိမ်အောင်ကလည်းလေဘယ်လိုပြောမလဲအရင်ပျော်ရွှင်ပြီးတော့လေပျော်ရွှင်ဝမ်းမြောက်ပြီးတော့လေဒီအားရစရာသိမရှိဘူးသူကနည်းနည်းလေးအထီးကျန်ဆန်တယ်တယောက်နဲ့တယောက်ကလေသူလည်းအလုပ်လုပ်ကိုလည်းအလုပ်လုပ်သူလည်းအလုပ်မှာအာရုံစိုက်ကိုလည်းအလုပ်မှာအာရုံစိုက်တယောက်နဲ့တယောက်ကအယုံနွေးနွေးထွေးရှိမဲ့ပုံမပေါ်ဘူးဟုတ်ပြီအဲ့တော့နောက်တစ်ခါထပ်ဆွဲပေးမယ်အဲ့တော့အဲ့လိုမျိုးသိပြီးတော့အဆင်မပြေသူ6ကြတာနော်6ကြကြရင်ဆွဲတော့မယ်ဟုတ်ပြီနောက်လျှောက်ကြတာโอเคအဲ့တော့အခုဒီ reading လေးကိုကြည့်နေတဲ့သူတွေကဘာလုပ်ရမလဲစိတ်ရှည်ပေးပါတီးခံပေးပါကိုယ့်ရဲ့ဒီလက်ရှိချစ်သူတွေရှိနေရဆိုရင်လက်ရှိအိမ်အောင်ရေးတွေရှိနေရဆိုရင်လည်းပဲလက်ရှိအခြေအနေလေးကိုလေခဏလေးတီးခံပေးအိမ်အောင်ပြုဖို့ကိုအရန်ကြီးစိတ်မစောနဲ့အိမ်အောင်ပြုဖို့အရန်စိတ်မစောအရန်အန္တရာယ်များတယ်နော်အရန်အန္တရာယ်များအဲ့တော့အခုလက်ရှိ relationship လေးကိုပဲစိတ်ရှည်ပေးပါအိမ်အောင်ချစ်သူဗီဇမရှိသေးတဲ့သူတွေအနေနဲ့ကလည်းပဲခဏလေးတီးခံပေးခဏ
ခဏလေးစိတ်ရှိတိခံပြီးအချိန်တန်လာရင်သူ့ဟာသူလေကိုနဲ့လိုက်ဖက်တဲ့ချစ်သူပေါ့နော်ပေါ်လာလိမ့်မယ်ဒါမှမဟုတ်လေချစ်သူကြီးစားရှိရတဲ့သူဆိုရင်လည်းပဲအချိန်တန်လာပြီဆိုရင်အိမ်အောင်ကြောက်ဖို့အချိန်တန်လာအိမ်အောင်ပြုဖို့အချိန်တန်လာပြီဆိုရင်ဒီ universe သိရင်16တဲ့အဆောင်အရှောက်တွေကနေပြီးတော့အတိပေးလာလိမ့်မယ်အားလုံးကလေအစီအစဉ်ချက်ဖြစ်သွားလိမ့်မယ်အခုအချိန်မှာလက်ရှိအချိန်မှာတော့ဒီ reading လေးကိုကြည့်နေတဲ့သူတွေအနေနဲ့ခဏလေးစိတ်ရှည်တိခံပေးပါအိမ်အောင်ပြုပါနဲ့အောင်နော်အိမ်အောင်ပြုပါနဲ့အောင်လူပြိုကြီးတွေလုံးလေးဖြစ်နေတဲ့သူတွေအနေနဲ့ကလည်းပဲရန်လေးဆက်သွားပြီထိန်ထားပြီအရန်ကြီးလေအရန်ကြီးချစ်သူကြီးစားတွေမရှာလိုက်နဲ့ချစ်သူကြီးစားရှိတဲ့လူတွေကလည်းပဲအိမ်အောင်ပြုဖို့အရန်စိတ်မစောလိုက်နဲ့အချိန်မကြာသေးဘူးလို့ပြောနေတယ်ဟုတ်ပြီနော်အဲ့တော့ဒီ reading လေးကိုဒီမှာရန်နာလိုက်ပြင်မယ်ခုကြည့်နေတဲ့သူတွေမိမိအသက်အရွယ်နောက်ထပ်ဥမာ20ဆိုရင်26နှစ်တွင်းမှာအိမ်အောင်ကြမယ်ဒီချိန်တွင်းမှာခဏလေးတီးခံပြီးတော့စိတ်ရှိရှိလေးနဲ့စောင့်ပေးပါလို့ပြောရင်းနဲ့ဒီ reading လေးကိုဒီမှာနေခဏနားပြစေနော်ပြီးကျင်တဲ့ချက်လက်လေးကိုလည်း comment လေးမှာရေးသားပေးခဲ့ပါနောက်ဗီဒီယိုလေးမှာပြန်ပြီးတော့ energy ကတဲ့မိကုံးလေးတွေကို comment လေးတွေကို reading လေးဟောပေးမှာဖြစ်ပါတယ်အားလုံးပဲအခြေရေးအိမ်အောင်ရေးကံကောင်းကြပါစေ